လေဆာဒန်တစ်ခုကမာကျော်တဲ့တတူပိုကိုဖျက်ပြီးသွားတဲ့အခါမိုက်ခရွန်အရွယ်အစားရှိတဲ့အစိပ်ပိုင်းနည်းတစ်ခုရုပ်တရက်ထွက်ပေါ်လာပါတယ်။ဒါကို femtosecond laser လဲပုံဖော်ဖျက်တော့ခြင်း femtosecond laser machining လို့ခေါ်ပါတယ်။ဒါပေမဲ့အစပိုင်းမှာတော့ engineer တွေကဒါကိုမသုံးချင်ခဲ့ကြပါဘူး။အကြောင်းရင်းကရှင်းပါတယ်။ကုန်ကျစရိတ်အများများလို့ပါ။သူတို့ကရိုးရဖျက်တော့တဲ့ကိရိယာတွေကိုပဲဆက်သုံးချင်ခဲ့ကြတယ်။အဲ့ဒီကိရိယာတွေကတပ်တုတွေကိုဖြည်းဖြည်းချင်းဖယ်ရှားပေးနိုင်ပြီးအရွယ်အစားနဲ့ပုံသဏ္ဍာန်ကလည်းပြီးဆုံးလို့နှီးပါထွက်ပေါ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီအစိပ်ပိုင်းလေးတွေဟာသွေးကြောတဲ့ကိုဝင်ရောက်ရမယ်မိုက်ခရွန်အရွယ်အစားအဆင့်အထိသေးငယ်သွားတဲ့အခါပြဿနာကချက်ချင်းပေါ်ပေါက်လာပါတယ်။ရိုးရိုးဖြတ်တောက်တဲ့ကိရိယာတွေကအဲ့ဒီလောက်သေးငယ်တဲ့နေရာကိုဝင်မနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲအင်ဂျင်နီယာတွေဟာလေဆာနီးပညာစီကိုပြန်လှည့်နာခဲ့ကြရပါတယ်။အဖြူရောင်အခိုးငွေတွေကိုမြင်ပါပါ။အစကတော့တတုတွေလောင်ကျွမ်းသွားတယ်လို့ထင်ရပါတယ်။ဒါပေမဲ့တကယ်လျှို့ဝှက်ချက်ကအပူစိန်ပိုပြင်းတာမဟုတ်ပါဘူး။လေဆာဝိုင်းဖြတ်တန်းမှုအယမ်းမြန်တဲ့အတွက်အပူစိန်ကဘေးပတ်ဝန်းကျင်ကိုမပြန့်ခင်မှာပဲလူအပ်တဲ့အစိပ်ပိုင်းကိုဖျက်တော့ဖယ်ရှားပစ်လိုက်တာဖြစ်ပါတယ်။ဒါကပဲဒီလူငန်းစဉ်ကိုအယမ်းတန်ဖို့ရှိစေတာပါ။မိုက်ခရွန်အရွယ်အစားမှာအင်ဂျင်နီယာတွေအနေနဲ့ဘေးနားကအရာအားလုံးကိုမပျက်စီးစေပဲဖယ်ရှားလိုတဲ့ထပ်တူတွေကိုဖယ်ရှားနိုင်ပါတယ်။ဆိုလိုတာကပိုမိုနူးစိတ်တဲ့ဖွဲ့စည်းပုံတွေပိုမိုသေးတက်တဲ့အနာတက်တွေပိုသေးငယ်တဲ့အစိပ်ပိုင်းတွေနဲ့ပိုမိုတီးကြတဲ့ပုံဖော်ဖျက်တောက်မှုတွေကိုရရှိလာနိုင်တာပါ။ဒါကြောင့် femtosecond laser တွေတကယ်ပြောင်းလဲပေးလိုက်တာကမြန်နှုံးတစ်ခုတည်းမဟုတ်ပါဘူး။ရိုးရာကိရိယာတွေမစွမ်းဆောင်နိုင်တော့တဲ့အလွန်သေးငယ်တဲ့အရွယ်အစားအထိပုံဖော်ဖျက်တောက်နိုင်အောင်စွမ်းဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။